ဝန်ရှိမှာတရုတ်ထိုင်းကုန်သွယ်ရေးလှုပ်လာတာနှစ်တွေတော်တော်ကြာပြီးဒီအတွင်းအထင်ရှားဆုံးခံစားရတဲ့စကလုံးတစ်လုံးကတော့မြန်ပဲကုန်ပို့ကူးတန်းတာအပြန်အလှန်ပိုမြန်လာလို့ကျွန်တော်လည်းအကျိုးခံစားရတယ်ဒါပေမဲ့ဒီမြန်တာကိုဘယ်လိုလုပ်လို့ဖြစ်လာနိုင်တာလဲဆိုတာတော့တကယ်စိတ်ဝင်စားမိတယ်ယူကျန်းကိုကဝန်ရှိပေပူဝန်စိတ်ကန်းရဲ့စက်မှုလျှက်စစ်အင်ဂျင်နီယာတယောက်ပါဒီနေ့ကျွန်တော်စိတ်ကူးရင်မေးခွန်းကိုဖြေရှင်းပေးမဲ့သူလဲသူပဲရှောင်ရွက်ဒီမှာခွန်ရှိရဲ့ပထမဆုံး digital ဘောကုန်တင်ကွင်းမှာပင်လယ်ယထာချိတ်ဆက်ပြီးလုပ်ငန်းစဉ်အကုန်အလိုလျောက်ပဲဝက်ဒါနဲ့ပြီးလို့သုံးပြီးဆရာကြီးတွေရဲ့အတွေ့အကြုံကို data model အဖြစ်ပြောင်းထားတယ်စနစ်ကအကောင်းဆုံးလမ်းကြောင်းတွက်ပေးပြီးတီနေရာတိကျမှုကစင်တီမီတာအဆင့်ထိရတယ်လူအားလဲလျော့လုံခြုံရေးနဲ့ပတ်ဝန်းကျင်စီမံခန့်ခွဲမှုလဲတဆင့်တင်တယ်ဒါဆိုရင်စိတ်ကန်းတစ်ခုလုံးရစ်တန်ကတည်ငြိမ်ပြီးမြန်နေပြီနော်ရှောင်ရွက်ဟိုဘက်ကကိုကြည့်ပါအရင်ကဆရာကြီးတွေမီတာ30လောက်အမြင့်ကပင်ထိတက်ပြီးခံပန်းပြီးပဲမောင်းရတာအခုတော့စမတ်အုံနောက်ညွှန်ကြားချက်နဲ့အမြန်ဆုံးထိရောက်ဆုံးနည်းနဲ့လုပ်နိုင်ပြီတကယ်ကိုအားသုံးအလုပ်ကနေမြန်သုံးအလုပ်ဖြစ်သွားတာပဲဒီနှစ်တွေမှာစိတ်ကန်းကို professional အလိုလျောက်စမတ်စိမ့်လန်းဘက်ပြောင်းလဲဖို့အပြည့်အဝတွန်းအားပေးလာတယ်အရေးသွေးနဲ့ထိရောက်မှုလည်းဆက်တိုးနေတယ်အပြည်ပြည်ဆိုင်ရာဟတ်စိတ်ကန်းဖြစ်တဲ့ပေပူဝန်စိတ်ကန်းကတန်ဖိုးကိုတကယ်ပြနိုင်အောင်ပေါ့အခုကျွန်တော်တို့ဖန်ချမ်းကန်စိတ်ကန်း913တင်ကန်းတိုင်မှာရှိနေပါတယ်ဒီဘက်ကတကယ်ကိုကြီးလွန်းနေလူကိုယ်စလဲသူတို့ဟိုဘက်မှာဘာလုပ်နေကြတာလဲတိုင်ဖုန်းကာကွယ်ရေးလေ့ကျင့်ခန်းလုပ်နေကြတာပါနှစ်တိုင်းတိုင်ဖုန်းအကြိမ်တော်တော်များများတရားစင်ကျော်လောက်ရင်ဆိုင်ရတတ်တယ်2014ခုနှစ်ကဝေမာဆွန်တိုင်ဖုန်းကိုမှတ်မိသေးလားအင်အားလွန်ပြင်းတဲ့တိုင်ဖုန်းကဓာတ်ရိုက်ဝင်တိုက်ခဲ့တယ်ကျွန်တော်တို့ကလူအားလုံး3ရက်2ညအလဲကျနဲ့ကာကွယ်ရေးအားဖြစ်တင်းခဲ့ရတယ်နောက်ဆုံးချိန်မှာတိုင်ဖုန်းနီးလာတဲ့ခါတော့ရေပြည့်အောင်ဖြည့်ထားတဲ့အလေးချိန်ကြီးရေဖြန်းရင်ကိုမောင်းပြီးစိတ်ကန်း area တဲ့ဝင်ကနောက်ဆုံးစစ်ဆေးချက်ကိုလုပ်ခဲ့တယ်။အဲ့ဒီချိန်မှာတခြားမတွေးနိုင်ဘူးစိတ်ထဲမှာတခုပဲကျွန်တော်တို့ရှိရင်ဆက်ရှိမယ်ဆက်ရှိရင်စိတ်ကန်းရှိမယ်။လူနဲ့ဆက်အားလုံးလုံခြုံအောင်တေချာလုပ်ရတယ်။လူရှိရင်စိတ်ကန်းရှိတယ်။ဒါကစကလုံးအလှတယ်မဟုတ်ဘူး။လေ့ကျင့်ခန်းတိုင်းတညလုံးကင်းဆောင်တဲ့ညတိုင်းမှာသူတို့ကကျွမ်းကျင်မှုနဲ့အမြဲတမ်းစိတ်မချနိုင်သေးဆိုတဲ့တာဝန်ယူစိတ်ကိုကင်ထားပြီးကာကွယ်ရေးမြင်းကိုတလက်မစီတိဆောက်လာတာရှောင်ရွက်သွားဆိုကမ္ဘာစိတ်ကန်းတွေထဲမှာပါအားကောင်းတဲ့ဟက်ကောစက်ကရိယာအသစ်တွေကိုခေါ်သွားပြမယ်ရှောင်ရဲဒီမှာကနိုင်ငံအတွင်းပထမဆုံးပင်လေယထာချိတ်ဆက်အလိုလျောက်ကွန်တိန်နာစိတ်ကမ်းမှာကမ္ဘာလုံးဆိုင်ရာပထမဆုံးပုံစံထက်တင်ကွင်းလုပ်ငန်းစဉ်ကိုတုံးထားတယ်။ကွန်တိန်နာတွေတင်မောကနေဆင်းပြီးတာနဲ့ဓာတ်ရိုက်ယထာကွန်တိန်နာကွင်းကိုလွှဲပြောင်းနိုင်တဲ့အဲ့ဒါနဲ့တကယ်တမ်းအလဲလဲလွတ်လပ်ပြေပြစ်သွားလာနေပြီးအားလုံးကမောင်းတူနေတာထိရောက်မှုကအရန်မိုက်တယ်နော်တင်မောကတ်တာနဲ့စနစ်ကအကုန်ညှိနှိုင်းပြီးသားစတိုင်းအတွက်လမ်းကြောင်းကျူတွက်ပြီးအပြေအဝမဆောင်ရဘူးလူကိုယ်စလဲဒီနည်းပညာဝန်ထမ်းတွေဘာလုပ်နေတာလဲဒီလိုတစ်ချက်နဲ့တင်အဝေးကတန်ချိန်ထောင်ချီရှိတဲ့ကန်ဂရင်းကိုအလုတ်ခိုင်းနေတာအဝေးကြီးနေပေမဲ့မျက်စိရှိမှလို့တိတိကျကျပဲထောင်လီမျက်စိနဲ့လေကြားနာရထားသလိုတကယ်ကိုအားတက်စရာပါစိတ်ကမ်းမှာတော့နည်းပညာနဲ့လုပ်ငန်းစဉ်အကန့်အသတ်ကိုကျွန်တော်ဖြတ်ကျော်နေတယ်အခြေခံမှာတော့မူဝါဒနဲ့လူလူစိုးရိမ်ချက်ကြားကအပိတ်အဆို့တွေကိုဖြေရှင်းနေတယ်အင်ဂျင်နီယာနဲ့ပြည်သူကိုယ်စားလှယ်အခန်းကဏ္ဍကွာပေမဲ့အခြေခံကတူတယ်။နောက်မှလည်းနိုင်ငံမဟာဗျူဟာကိုထမ်းထားပြီးအာဆီယံနဲ့ကမ္ဘာကိုချိတ်ဆက်တဲ့ဒီပင်လယ်လမ်းကြောင်းကိုပိုထိရောက်ပိုယုံကြည်ရပိုနှွေးထွေးအောင်လုပ်သွားမယ်။အခုတော့အဖြေကိုတွေ့သွားပြီထင်တယ်စိတ်ကန်းကဉာဏ်တို့ကိုသုံးတာဆိုတာလက်ရပညာရှင်ရဲ့ဉာဏ်နဲ့ထိရောက်မှုကိုနောက်တစ်ဆင့်တိုးမြင့်ပြီးကိုယ်စလဲရဲ့စိတ်နဲ့ဖွံ့ဖြိုးရေးရဲ့ဦးတည်ချက်ကိုတိတိကျကျချိန်ညှိပေးတာပါထွက်ခွာမှုတိုင်းကိုတိကျလုံခြုံယုံကြည်စိတ်ချစေပြီးရောက်ရှိမှုတိုင်းကိုမျှော်လင့်ချက်နဲ့ပြည့်စုံစေတယ်